ချမ်းလာတဲ့ကျွန်တော်တို့မြို့ကလေးကိုအလဲတစ်ခေါက်ရောက်လာပါလားလို့ဟန်ဆောင်မှုကင်းတဲ့ဒေသနာရင်မတကယ်ရင်းနှီးမဲ့စိတ်ထားတွေအော်ရှမ်းပဲတို့လို့ခေါ်ခြင်းခေါ်ပါစေဒါကိုပွင့်မယူနိုင်ပါဘူးလေတကယ်ဆိုရှာမျိုးရဲ့တည်မြဲတဲ့ယူရကျွန်တော်ဟာလေးရှမ်းပဲပုတ်ပါပဲ